အပြောဆိုခံလိုက်ပြီးဘာမှပြန်မပြောခြင်းဟာလူကြီးဆန်ခြင်းတစ်မျိုးပါအစော်ကားခံလိုက်ပြီးဘာမှပြန်မပြောခြင်းဟာခွင့်လွှတ်ခြင်းတစ်မျိုးပါအထင်လွဲခံပြီးဘာမှပြန်မပြောခြင်းဟာသဘောထားကြီးခြင်းတစ်မျိုးပါအဖြစ်ပြအမှန်ဆိုတာအချိန်ရစကားပြောတော့ပါလိမ့်စိတ်ထိခိုက်သွားပြီးဘာမှပြန်မပြောခြင်းဟာစိတ်ရင်းကောင်းခြင်းတစ်မျိုးပါမေတ္တာရဲ့အေးအနှွေးဟာအချိန်ရသာတက်တည်ပြတော့ပါလိမ့်ဘာကိစ္စအတွက်ပဲဖြစ်ဖြစ်စိတ်လောပြီးတော့မငင်းဆိုပါနဲ့ဘာအကြောင်းအရာမှလည်းစိတ်လောပြီးမရှင်းပြပါနဲ့နားလည်ပြီးသားသူတွေရှင်းပြဖို့မလိုအပ်တယ်လို့နားမလည်ခြင်းတဲ့သူတွေရှင်းပြလေအပူပဲဖြစ်နေတတ်တယ်စကားပြောတတ်ဖို့2နှစ်ပဲသင်လိုက်ရပေမဲ့ပါဇက်ပိတ်တတ်ဖို့တသက်တာကြိုးစားလောကနိယာမအရာအနစ်နာခံတဲ့သူဟာနောက်ဆုံးမှတကယ်မနစ်နာတယ်လို့ရင်းခုန်မှုမှာအရှုံးပေးတဲ့သူဟာလေနောက်ဆုံးမှတကယ်မရှုံးခွင့်လွတ်ပေးတဲ့သူဟာမြတ်ပြီးသားပါအပြောဆိုခံလိုက်ပြီးဘာမှပြန်မပြောခြင်းဟာလူကြီးဆန်ခြင်းတစ်မျိုးပါအစော်ကားခံလိုက်ပြီးဘာမှပြန်မပြောခြင်းဟာခွင့်လွှတ်ခြင်းတစ်မျိုးပါအထင်လွဲခံပြီးဘာမှပြန်မပြောခြင်းဟာသဘောထားကြီးခြင်းတစ်မျိုးပါအဖြစ်ပြအမှန်ဆိုတာအချိန်ရစကားပြောတော့ပါလိမ့်စိတ်ထိခိုက်သွားပြီးဘာမှပြန်မပြောခြင်းဟာစိတ်ရင်းကောင်းခြင်းတစ်မျိုးပါမေတ္တာရဲ့အေးအနှွေးဟာအချိန်ရသာတက်တည်ပြတော့ပါလိမ့်ဘာကိစ္စအတွက်ပဲဖြစ်ဖြစ်စိတ်လောပြီးတော့မငင်းဆိုပါနဲ့ဘာအကြောင်းအရာမှလည်းစိတ်လောပြီးမရှင်းပြပါနဲ့နားလည်ပြီးသားသူတွေရှင်းပြဖို့မလိုအပ်တယ်လို့နားမလည်ခြင်းတဲ့သူတွေရှင်းပြလေအပူပဲဖြစ်နေတတ်တယ်စကားပြောတတ်ဖို့2နှစ်ပဲသင်လိုက်ရပေမဲ့ပါဇက်ပိတ်တတ်ဖို့တသက်တာကြိုးစားလောကနိယာမအရာအနစ်နာခံတဲ့သူဟာနောက်ဆုံးမှတကယ်မနစ်နာတယ်လို့ရင်းခုန်မှုမှာအရှုံးပေးတဲ့သူဟာလေနောက်ဆုံးမှတကယ်မရှုံးခွင့်လွှတ်ပေးတဲ့သူဟာမြတ်ပြီးသားပါ